ဆင်းပြေနေရတယ်အဲ့ဒီမကောင်းကွာဒါမှဖြစ်တာအဲ့ပါတော့အဲ့ဒါဘာလဲကျွန်တော်ပန်းခံလိုက်ရပါတယ်discussion မှာလည်းပေါ်ပြထားပါတယ်ဒါဘယ်နှမိနစ်လဲ335မိနစ်ဆိုတော့တော်ကြာမယ်ကျွန်တော်ဒီနေ့ stream ပေးပါမယ်MMD season cat 2025ကျောင်း stream ပေးတော့မှာဖြစ်ပါတယ်MFC ပွဲလို့ပါတော့အဲ့ဒါတော့ကြည့်ရင်ရတယ် MPM ပွဲလို့အဲ့တော့ကျွန်တော် stream ပေးပါမယ်ဒီ Naruto event အကြောင်းလည်းကျွန်တော်ရှင်းပြသွားပါမယ်နော်ကာရာတို့ Naruto တို့skin ဘယ်လောက်လှအကြောင်းဆိုတာဒါတော့သိရအောင်ဟမ်တပေါက်ပါတော့တပေါက်ဒီမလေးဟိုသွားလိုက်ငါစရွေးနေတယ်ယူမှာခုချိန်မှာစမြင်နေရတော့ Naruto ဒါ Kara skin လေးပဲဖြစ်ပါတယ်ကျွန်တော်တိတလောက်ကိုရှင်းပြတာပါအဲ့ဒါလာစချင်းမှာသူ effect ပြည့်နေပေါ့နော်Kara skin အနေနဲ့ဘာထွက်မလဲဆိုတော့ကျွန်တော်Kara ကဘေးရောဘေးဟို skill 1 effect skill 2ဟို skill 1ကိုပြန်ကြည့်မယ်နော် skill 1ကိုပြန်ကြည့်ရအိုးပတ်စစ် skill 2အဲ့ဒီသုံးလိုက်တဲ့အချိန်မှာတော့အဲ့မှာလုံးဝကိုကျွတ်စင်ရရှာတာ skin နဲ့Naruto X event လည်းလာတော့မှဖြစ်ပါတယ် X event လာရင် promo diamond နေဟော promo diamond တော့ဖြစ်တယ် Yo diamond သုံးမဲ့လူတွေစုထားဖို့ဗျာဒီတက်လာတဲ့ skin တော့ကျွန်တော်မရှိဘူးလို့ကြားဘူးတာပဲကာရာတဲ့သူကလူကတ်လည်းထွက်မယ်နဲ့တူတယ်ဒီကောင်ကချောင်းလူကတ်ဘေးပါမယ်ဟိုကဆွယူပါမယ်ဂျူလီယာပါတော့သေးတယ်ဒီကောင်ကဘာစကင်လဲကျွန်တော်အန်မီကတိတ်မကြည့်တော့ဒါတွေတိတ်မသိဘူးပေါ့နော် collapse skin နဲ့အဲ့တိတ်မကောင်းဖြစ်တယ်နော် It's Naruto ဒါဘူးလေအဲ့ဒါ What hero first ဘာညာနေထားတော့သူစီရောနော်ဟိုနာမည်တည်ရဆို comment မှာရေးခဲ့မယ်နော်အဲ့ skin enemy ကကြည့်သူတွေတော့နော် Sakura တဲ့နာမည်ကတော့Sakura ကာလီယာ skin ထွက်မှာလားဟိုမိုက်ပါကွာ hero တစ်တွေကြတော့
skin တွေကတော့လမ်းထွက်နေကျွတ်စင်နော်အော်အဲ့ဒီသုံးလိုက်တဲ့အချိန်မှာလုံးဝကျွတ်စင်နေအဲ့ဒီဟုတ်တယ်အဲ့ဒီနဲ့ရွာတယ်အဲ့ဒီလုံးဝကျွတ်စင်အဲ့နာရူတို skin ငါ့ကိုခံမယ်နော်ဒါနဲ့တာဝါတွေပါလုံးဝအကုန်လုံးမတ်မီဒီမန်တွေမှာပြောင်းပါဗျာဒီဘက်ကတော့အလန်းစေးကလုံပေါက်ရကြီးတည်သွားတာတော့ပလက်ကြီးတည်သွားတာတော့လုံးဝအလန်းတာပေါ့နော်ကျွတ်စင်